ဒီကတော့တက်လာတဲ့ပိုးတော်မြန်လေးต้องใส่เงินได้ไว้นะบ้าหมดเลยโอ้โหลองเชี่ยเลยครับลูกเนี่ยนี่ใหญ่เนื้อปูอ๋ออันนี้เราโทรมาถามเองเนี่ยบัดนี้อาบแต่มึงเนาะเอาจับหน่อยအဲ့တော့ဒါသံဃာလုံးကလည်းခဏခဏထည့်ပြောလာတယ်ကိုလုံးချက်ကိုအောင်မြင်မှုဆိုတဲ့အခါမျိုးမှာကိုလုံးချက်ကိုပဲပြန်ပြီးတော့ဥတည်ပြီးတော့ပြန်စင်စားနော်ဘယ်နေရာကဘယ်အချိန်မှာဘယ်သူထိခိုက်သွားတာဖြစ်နိုင်မလဲလို့ထိခိုက်သွားအတွင်းနဲ့ကြီးပဲတော့မဟုတ်ဘူးလေအတွင်းနဲ့ကြီးပဲတော့မဟုတ်ဘူးလက်တွေ့စမ်းသပ်မှုလည်းပါသေးတယ်ဟိုတော့ဒါလုံးနေတဲ့ဖုန်းကိုအဲ့အစီရင်ပါလိုက်တယ်ကွာနော်ပါတာကပါတာကဟိုဘက်ကဒီကန်းနဲ့လည်းဖြစ်နေတယ်ဟိုဒီကန်းကပြောင်းကသေးတယ်တကယ်တော့အဲ့အစီ CPU လိုမျိုးကောင်းတွေကိုပါမယ်ဆိုရင်သူတို့နဲ့လိုက်ပတ်တဲ့အပြောင်းနော်အနည်းတော့ပြောင်းရတယ်လောက်ကတော့ကျဲတဲ့နောက်ကတော့ကျဲတဲ့ဒီကံပြောင်းလေးတွေလည်းချိန်ချိန်ပြီးတော့သုံးရတယ်နော် CPU လောကမျိုးတွေဒါခုနောက်ပိုင်းထပ်တဲ့ CPU တွေဆိုရင်အများတော်ကြီးအဲ့လိုကောင်းနေတာဒီလိုပြောင်းနေမှာအတော်ပဲဘာလို့ဆိုတော့ဒီလိုပြောင်းတဲ့ဘောက CPU တစ်လုံးသာဒီမရောက်ဘူးလေနော် CPU တစ်လုံးသာအပြည့်မရှိဘူးနော် CPU တစ်လုံးကဒါရှိတယ်နော်ဒီပြောင်းတဲ့ချိန်နဲ့ဒီမှာဒီလောက်ပဲရောက်နော်အဲ့တော့ဒီ CPU တစ်လုံးရဲ့မျက်နှာပြင်တစ်ပြင်လုံးကိုအပူကပြတ်မှတို့ကခွာတဲ့အခါပယ်လာကင်းမှာအပူမရောက်လိုက်တဲ့နေရာဆိုလို့ရှိရင်ကပင်ကျွတ်ပြီလားမှတ်တယ်ပင်ကျွတ်အပူပြတ်သွားအပူတစ်ပြင်လုံးပြတ်အောင်ဒီလောက်ပြောင်းဝကျဲတဲ့ကောင်နဲ့တော့ဒီလိုလေးနည်းနည်းလေးတော့ဝိတ်ပေးရတယ်ဝိုက်တယ်အဲ့လိုဝိုက်ပေးမှအပူကပြတ်မဲ့က DIC ခွာတော့ကဝိုက်လို့တော့ကဘေးကနေပြီးတော့အတင်းပြောနေတယ်ပြောနေတာလည်းကရက်ရက်သွားတယ်နော်အဲ့မဝိုင်းလို့မရအဲ့ကောင်ဆိုရင်ဒီကပြောင်းသွားကပို့ပြီးတော့ကျင်းတယ်အဲ့တော့2မိနစ်လောက်ကြာပို့ပေးလိုက်ပါတော့က2မိနစ်လောက်ကြာပို့ပေးလိုက်ရတယ်နောက်ပြီးတော့ tension ချိတ်ရှင်းတွေလုပ်တယ်အဲ့ဒီချိတ်ရှင်းလုပ်တဲ့အခါမှာ CPU အတွက်တတ်တာအောင် CPU ပေါ်ဗာလေးလုပ်ပေးတာโอเค CPU အတွက်အပူထိတာတတ်တာအောင် keyboard တွေ CPU ပေါ်ကို KB IC လေးတစ်လုံး IC လုတ်ကလေးတစ်လုံးတင်ပေးထားနော်ဒါတော့အပူဆုပ်တဲ့ဟော်လုံးလေးဖြစ်ဖြစ်တင်ပေးထားအဲ့လိုတင်ပေးတာဒါနဲ့မှအပူထိပြီးခိုင်းကြရင်တော့လေတတ်နိုင်ဘူးသူ့မှာဆက်ပါနော်ထိပ်ပါတဲ့ IC ကက်ကလေးထိပ်ပါတဲ့ IC နှလုံးကက်ကလေးရှိတယ်တစ်လုံးကိုခွာတယ်အခြားတစ်လုံးကိုအပူထိပြီးတော့ချိတ်ကြွတယ်အဲ့ဒါဒီကဘာဝနော်အဲ့ဒါဒီ
ဟောဒါကြီးကြောက်နေရမှာခံစားနေရမှာပေါ့နိနိကက်ကက်လေးလုံးမှတော့ဒါအခုတော့ကူးမှာပဲအဲ့ဒီထဲမှာအတက်နိုင်ဆုံးကအခုမကူအောင်လို့ပေါ့ကျိုးတင်ကာဝယ်ရေးလေးတွေဟောလက်စကီအချိန်သိမ်းလေးတွေပြင်ဆင်ရေးလေးတွေလုပ်ပေးရအခုလိုမျိုးအခုမကူပဲနဲ့ပြီးတော့ဒါအချိန်တိုးတယ်လေအချိန်တိုးလို့တက်ရတယ်တကယ်လို့ CPU အမှုကြည့်ပြီးတော့ CPU ပါချိန်ကြွသွားတယ်ဆိုတော့ CPU ပါထပ်ပြီးတော့ခွာရမင်းရမစီခွာတယ်ခွာပြီးတော့ပထမဆုံး MBR စကြည့်တယ်နော်CPU လုံးလုံးတဲ့ MBR မှန်တယ် MBR မှာတော့ပြီးတော့ဘာဆက်လုပ်လဲဆိုတော့ကွန်ပျူတာပေါ်ထိုးကြည့်ကွန်ပျူတာပေါ်ကလည်းခါတိုင်းတက်ပြီးတော့ဒီအဲ့တော့အဲ့ဒီဗီရန်တစ်ခုနဲ့တိုင်းလို့မှဆင်ပြေသွားပြီဆိုတော့ CPU ဘက်ကရာခိုင်နှုန်းကနော်ဟိုရာခိုင်နှုန်း100ရာခိုင်နှုန်းလို့ပြောရတာမဟုတ်တော့ဘူးအနည်းဆုံး80ရာခိုင်နှုန်းလောက်ကဒီကြတော့ okay တယ်အဲ့ကြောင့်မလို့ပြီးတော့အဲ့ဒီခဲပြန်ပေါ်ပြန်ကက်ပြန်ကက်တဲ့ခါမှာဟိုဒါတော့တန်းပြီးတော့ပြန်လုံးလာဒါအောင်မြင်သွားတယ်ခေါ်တယ်တကယ်လို့ပြန်လုံးမလာဘူးဆိုရင်စဉ်းစားရတော့ဘာဖြစ်သွားတာတော့IC ကက်တာပြန်ဆဲချက်တွေအကုန်မမိတာလား IC အောက်ကလေ IC အောက်ကကက်ချက်တွေအကုန်မမိတာလားCPU များအကုန်ကြည့်လေသလားဒါတော့ကတော့မင်းတို့ရှိမှငါကိုယ်တိုင်စမ်းပြတာဆိုတော့ဘယ်လိုဖြစ်လဲ CPU ကိုတန်တဲ့မဝင်မှုတကယ်လို့ကိုယ့်အသာကိုဆိုဝင်ပါလေတကယ်လို့မလို့ခဲ့ပြောတာနော်တကယ်လို့မလို့ခဲ့ရင်ဒါပေမဲ့ခဲချက်အကုန်မမိတာလားနောက် CPU အကုန်ထိသွားတာလားအကုန်ထိပြီးထဲကြွတာလားနော်နံပါတ်3ဒီ EMC ကိုယ်တိုင်နော်အပူနာပြီးတော့ပြတ်သွားပြီလားတွေ့ရအနည်းဆုံး3ချက်ရှိတယ်အဲ့ဒီမှာတစ်ချက်နံပါတ်1အချက်ကတော့နံပါတ်1ချက်ကလုံးဝသိချအောင်နံပါတ်1ချက်ကိုဖယ်ထုတ်နိုင်အောင်ကိုလုပ်တာအဲ့ဒါဒီဘာလို့စစ်ရှင်ဝဲပေါ်ခဏက IT ပြန်ခဲ့တဲ့အခါမှာဘာလုပ်ပြရဒါကနာလေးနဲ့ ချိန် ကြည့်ပြီး ဒါလေးနဲ့ထိပြီးလှုပ်ကြည့်ရနော်ဒါလေးနဲ့ထိပြီးလှုပ်ပြီးလို့ IT တစ်လုံးလုံးလဲလှုပ်ရှားရွေ့နေရသွားတယ်နော်ဒါကနာနဲ့ထိတော့မှရွေ့သွားတယ်ဒါကနာပြန်လွတ်မှသူ့နေရာသူပြန်ရောက်လာတယ်ဒါဆိုရင်ဒီကြောင်ပေးအကုန်လုံးထဲမိဘယ် IC အောက်ကိုငုတ်ကြည့်လို့လည်းမရဘူးကြည့်နေကြလည်းမလို့နော်ဒီလိုသင်္ကေတနဲ့သွားအဲ့တော့ခဲချက်မမီဘူးလားဆိုတဲ့ကိစ္စကိုတော့ကောင်းတယ်မထက်နဲ့ခဲချက်မိအောင်ကတ်ဖို့ရကဒီစနစ်ကလေးကပေးထားပြီးသားနော်ကိုတာအဲ့ဒါမှလုံးမလာဘူးဆိုတဲ့အခါကျမှစောစောပြောတယ် CPU ပို့ထိတာလားတဲ့လက်ရှိကိုလုပ်နေတဲ့ IC ပို့ထိတာလားဒီနှစ်ချက်ပဲရှိတယ်အားလေးပဲနော်နောက်တော့ဘောလောက်ပြီဆိုတဲ့အခါကျရင်လည်းဒီတိုင်းလေးသွားရပြီရက်လိုက်